ဘယ်လိုဆော့ပြူသွားမလားဘလက်ကိုပြန်တော့ဆော့လိုက်ဘာမှမလုပ်ဘူးဟောဒီပြေးရတိုင်းမင်းတော့ရဟောဒီကိုတော့ probably ပြောခဲလာပြီးကြတဲ့တောက်မှာတောက်ချောင်းပဲပင်ကလေးပြန်လာပြီလည်းမကြောက်တကန်ဝင်ပြီးတော့ AOG ထပ်တီးရတော့ OMG တက်တော့ပတဲ့ပြီးတော့3မလို့ပြေချိုးမှာ AOG မှာ2man body ရပြော shadow gate ပြောပိုင်းလာတဲ့နောက်မှာအလီတာပြန်ပြည့်တဲ့ရတကူကိုပြန်ပြ bro ပြန်ရတယ်ရှေ့မှာလည်းကိုပြန်ပြပြတဲ့နောက်မှာ3ပြန်တော့ပြီဒါဝင်တယ်ဒီကို force ပြန်လိုက်ပြီးတော့2 man ပြန် challenge green Nico ရတော့ခဲ3 for the blue trigger ဒီအမေကျွန်တော်တော့တော့ကိုရကြလို့ရှိတယ်မှာဒီကျွန်တော်တို့ကတော့ကိုရတက်ရ green ပါဒီကို for the take out ကနေဒီလောချိန်လာလိုက်ပါနေတယ်ဒီကိုအားရရပြီဒီနေ့ဒီနေ့โอเคကျွန်တော်တို့ကျွန်တော်တို့ပြေးရဒါပေမဲ့ကျွန်တော်တိုင်းပြေးတော့ဘယ်လိုလဲလောတော့ကျွန်တော်လည်းစက်ကနေဝင်နေတော့โอเคကျွန်တော်တို့မသိသေးတာပဲကျွန်တော်တို့ဘာလဲကျွန်တော် Facebook ညဝေးပြီးတော့တို့နောက်မှတင်းတင်းတော့ပါမှာတော့ရှိတယ်ဘယ်လိုဆွဲပေါ်ဖို့အတွက်ပဲချိုးလိုက်တယ်ကျွန်တော် Facebook ပြေးပြီးထိုးမိတာတွေအော် Canada အဲ့ဒီကနေချက်သွားတယ် Canada က question တပီတော့ Canada ဘက်က shadow Canada by Canada အိုးမရှိတဲ့ဒါမှမဟုတ် only ပြေးရတယ်ဗျာဒီဘက်ကလည်း Canada slash ပတ်ပတ်တဲ့ grab တော့ကြောက်ပြေးကြတယ်4 week မှာဗျာ trip ပဲချက်ပြီးတော့ Utah နဲ့ပဲ3 man down ပါဒီ advantage ကိုအရင် e-sport နဲ့2 man နဲ့ပဲပြန်ကာရဖို့ရှိနေခဲ့ပါပြီဒီပဲဒီလုံးဝမရှိသေးတဲ့နေရာတစ်ခုမှာကျွန်တော်တော့တို့လည်း post နေတဲ့တူတယ်တခါလည်းတက်လာနေခဲ့တယ်ဗျာတောက်ချောက်ကိုပဲတယောက်ကောက်ကဝဲတစ်ခုမခဲသူကျွန်တော်ပြန်ပြီးတော့မှလည်း black တောက်ချောက်ပြန်ပြီး flicker ကိုတော့နေတဲ့သက်သာတော့ blade တွေပြန်ပေါင်းနေတယ်ပဲဖြစ်ပြီး black ကမှသုံးသပ်နေတယ်မနောက်မှချိန်ခဲ့တဲ့ PS ကောင်ကာဘူးကျိုးသားနေမယ်တခါလေးအဆုံးသက်သွားဘူးတော့များလိမ့်Titan Strike play က Flappy Slam မှာပါသွားပြီဗျာ Pushing the back line in the big flat and 3 man Fish very security is number dash မှာတော့ဆိုတော့ Messi only Chris the Pro ရိုက်ချောနေဆက်လက်ပြီးတော့ရောက်ထားတဲ့ Fish မှာပတ်တဲ့ push number back line ကို the Gloria from 3 man ဒါပေမဲ့ AOG draw down တဲ့ area မှာတော့ပြန်နေတယ် damage out Messi အဲ့တော့ဟန်တော့ကြာ Pushing Chris နဲ့ big flat ပြန်ပြေးခဲ့မယ် Kaya Plus combo အောက်မှာတော့ Elita ထပ်ပြီးတော့ကြာသွားခဲ့ပြန်ပါပြီဒါမှလည်းတောက်ချောင်း Flash combo B4 upright the one ပြန်ပြေးတော့မှဖြစ်ပြီးပြန်ကြောင်းလေဗျာဒီကောင်မှလည်း 3 for 2 trade ဘာဖြစ်လဲဘယ်လိုပဲဆိုင်စားတယ်မှာဒီကောင်တိုင်းနဲ့ကိုရနေတာ3 for the 2 situation game before the mix ဒီနေ့ပါလေ result တော့ချက်ပြီးတော့ let's go down the job of this ball နဲ့တော့3 ပြီးတော့တော့ Nico ဒီဘက်ကဘူရပြချလိုက်မယ်ဒီ